မင်္ဂလာပါရှင်ဝင်လိုက်ကမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အခုရောက်ရှိနေရလေးကတော့ရွှေပြည်သာမြို့နယ်လေးမှာပဲဖြစ်ပါတယ်ဒီ customer နေအိမ်လေးမှာဝင်လိုက်ကလေးနဲ့ဘယ်လိုမျိုးအလှဆင်ပေးထားသလဲဆိုတာကိုတစ်ချက်လောက်လိုက်ကြည့်လိုက်ရအောင်ဒီအကန်လေးမှာဆိုလို့ရှိရင်တော့နေရန် decoration နဲ့ light ဖက်ညီပြီးတင့်တယ်ရဲ့ light ကအရောင်လေးကိုတက်ဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင် light က series လေးကတော့2366အစိမ်းရောင်လေးပဲဖြစ်ပါတယ်ရှင်ဒီနေရာလေးကတော့အလုတ်ခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီအလုတ်ခန်းလေးမှာဆိုလို့ရှိရင်လည်း2366အစိမ်းရောင်ပိတ်လိုက်ကလေးကို green နဲ့လေးနဲ့သုံးပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီ green နဲ့လေးကတော့ diamond green နဲ့အမဲရောင်လေးကိုပဲသုံးပေးထားတာပဲဖြစ်ပါတယ်ရှင်ခွင်းနဲ့ရဲ့အားသာချက်ကတော့လိုက်ကအကြပုံမလှပစေပြီးနေအိမ်ကိုလည်းခန်းနားထည့်သွားသွားစေပါတယ်ရှင်2366ကိုအစိမ်းရောင်ပိတ်လိုက်ကလေးရဆိုလို့ရှိရင်အခန်းရဲ့ furniture တွေနဲ့တသားရေးကြစီပြီးတော့တည်ငြိမ်တဲ့အလှတရားကိုရရှိစေရပဲဖြစ်ပါတယ်ရှင်ကလေးတွေကချုပ်ရိုးချုပ်တာတည်သက်လှပစွာချုပ်လုပ်ပေးထားတာကြောင့်ချီကြော်မှာချုပ်ရိုးပြည်မှာလုံးဝစိတ်ပူစရာမလိုပါဘူးရှင်ယခုလိုမျိုးနေအိမ်ကိုအလှတိုးစေတဲ့ပိတ်လိုက်ကလေးတွေဆင်မြန်းကျင်နေဆိုရင်တော့တောင်ကလာပါမြို့နယ်မှာရှိတဲ့ဝင်းလိုက်ကရှိုးရုံးကိုကြာလန်ခဲ့ဖို့နှွေထွေးစာဖိတ်ခေါ်လိုက်ရပါတယ်ရှင်